vlog လေးကတော့ manager ကမှ late night study vlog လေးဖြစ်ပါတယ်စားလုံးမဲ့ချိန်ကတော့9:40ဖြစ်ပါတယ်အတန်းက9:00ခွဲမှပြီးတာမလို့ပါပြီးတော့ဒီည12:00နာရီမတိုင်ခင်မှာလည်းအိမ်စာ3ခုကိုပြီးထည့်ရမှာဖြစ်ပါတယ်အဲ့တော့စူးစမ်းပါပြီနောက်ဆုံးအနေနဲ့ writing နှစ်ပုတ်ရေးရအောင်မယ် writing နှစ်ပုတ်ကညနေခင်းတန်းကမှတစ်ချက်ပြီးတော့အချမ်းမြင့်တော့ပြီးတာဖြစ်ပါတယ်အဲ့တော့တစ်ချက်ပြီးတော့ note တွေဘာတွေထည့်မယ်ဆိုတာကိုပထမဆုံးအနေနဲ့အချမ်းမြင့်ချလိုက်ပါတယ် writing နှစ်ပုတ်လို့တခါလေးစက်ရေးလိုက်ပါတယ်ဘာဖြစ်လဲဆိုတော့ writing နှစ်ပုတ်ကခက်စစ်စစ်ဖြစ်တာကြောင့်ပါကဲပြီးသွားပါပြီပြီးတော့ writing တစ်ပုတ်က Telegram account မှာထပ်ပါတယ်တစ်ခုက Google Classroom မှာထပ်ပါတယ်ဒီအိမ်စာကတော့နောက်ဆုံးအိမ်စာတစ်ခုဖြစ်ပါတယ်ချက်ဖို့အတွက်တက်ပုံရိုက်နေတာပါဒီအိမ်စာကနေ့လည်ခင်းကပြီးသွားတာဖြစ်တဲ့အတွက်နည်းနည်းလေးပဲပြည့်ပြရှာတွေထပ်ပြီးတော့တက်ပုံရိုက်နေတာပါတက်ပုံရိုက်လို့ပြီးတော့ Telegram account ကိုရှာပြီးတော့ထပ်ပါတယ်နောက်ဆုံးမှာတော့ပြေးသွားပါတယ်ပြေးတော့ထပ်လိုက်ပါတယ်ထပ်လိုက်လို့ပြီးတော့တေချာလေးပြန်စစ်ပါသေးရဲ့ဘာလို့လဲဆိုတော့တက်ပုံတွေမှာဝါးနေတာတွေစာတွေမပါဝါးပါတွေဆိုရင်လို့ပါအားလုံးပြီးသွားတဲ့ချိန်ကတော့12:09 မိနစ်ဖြစ်သွားပါပြီ